မြို့လေကောင်တစ်ခုမှာတော့ပောက်ကွဲတာနည်းနဲ့အတူမိစ္ဆာဤတကောင်ထောက်ပေါ်လာပြီးသူ့ရဲ့ကောင်လေးဖြစ်သူကိုရှာနေခဲ့တာပါတနေရာမှာတော့ကောင်လေးတယောက်ကိုတွေ့ကငါကောင်လေးငါအပိုင်ဆိုတာစားတော့မဲ့အချိန်မှာပဲလျှက်စီးလို့မြန်တဲ့အချိန်နဲ့အရာတစ်ခုကကဲတင်သွားခဲ့ပါတယ်ဟုတ်ပါတယ်သူကတော့ကိတ်လွတ်ခေါ်တဲ့ချက်ထွားကြီးတကောင်ပဲထွက်ပါတယ်သူကမိစ္ဆာတွေကိုလိုက်လာနေကလူသားတွေကိုကဲတင်နေတာဖြစ်ပြီးယခုခါမှာလဲအော် EEO ဆိုတဲ့ဟင်းဟောက်တန်တဲ့အတူမိစ္ဆာကြီးစီကိုအချိန်ဟုန်ဖင်းတူးဝင်သွားပါတော့တယ်မနေ့ကအလင်းရောင်တဲ့အတူနိုးထလာတဲ့ကြက်ဖားကြီးကသူဟာချီဦးတဲ့ရကြက်ဖားတစ်ကောင်ထွေတာကြောင့်နိဗ္ဗာန်ဒုက္ခတွေနဲ့မလိုက်ဖတ်ဘူးဆိုကထွက်သွားဖို့ပြင်လိုက်ချိန်မှာအပျော်အိတ်ခဲ့အလားဆိုတဲ့ကြက်မာလီရဲ့အမေကိုတရိษံဗီဇအရာဆိုကခန့်ခန့်ကြီးထွက်လာလိုက်ပါတယ်ကြက်ဖားကြီးကိတ်ဟာတာမန်မဟုတ်ပဲခဲနဲ့တင်ပြန်သန်းနေတဲ့ပိုးကောင်ကိုပြစ်နိုင်သူပါကလေးတွေကလေလွင့်ကြက်ဖားကြီးလားဟုမေးလာတာကြောင့်ကလေးတွေကိုတကိုကောင်းဆန်လို့မုန်းနဲ့တွေးနေစဉ်ကလေးမလေးတွေမှာကြက်သားစားကောင်းနေစပြီးကြက်ဖားကြီးကိုကြက်သားကျွေးလာတာကြောင့်တကေကြီးလားဆိုကကြောင်နေတဲ့အချိန်မှာပဲတခြားကလေးနှစ်ယောက်ကတော့ကြက်ဖားကြီးကိုဖမ်းသွားခဲ့ပါတယ်ကလေးတွေဟာကြက်ကြော်လှုပ်ရှားရင်ကောင်းမလားကြောင်စာကျွေးရင်ကောင်းမလားတိုင်ပင်နေတာကြောင့်ကြက်ဖားကြီးလည်းပြေးနေရပါပြီအိမ်တအိမ်အရောက်မှာတော့အဖိုးကြီးတယောက်ကသူ့ရဲ့ကြက်ဖားဖေတောင်ပြောကကဲတင်ထားလိုက်ပြီးအစာများကျွေးလာတာကြောင့်စားနေစဉ်အဖိုးကြီးကသူ့ရဲ့မိန်းမဟာလည်းငှက်ကလေးတွေကိုအစာကျွေးတဲ့ကြောင်းနဲ့မိန်းမဖြစ်သူကိုအချိန်မပေးလိုက်ရတဲ့အတွက်နောက်တော့တအနေကြောင်းပြောနေစဉ်နောက်ထပ်ပေါက်ကွဲတန်ကြီးနဲ့အကျူမိစ္ဆာကြီးတကောင်ပေါ်လာပြန်ပါလေလူတယောက်ဟာဘဝမှာအလွန်အမြင့်စိတ်ဓာတ်ကြတာဒေါသထက်တာဒါမှမဟုတ်မခံမရက်နေအောင်နာကြီးစရာတခုခုနဲ့ရင်ဆိုင်ရတဲ့အခါသူတို့ရဲ့စိတ်ကမထိန်ချို့တယ်လို့ပဲပေါ်ကွဲထွက်ကပြင်းထန်လွန်းတဲ့စိတ်ခံစားမှုတွေကြောင့်မိစ္ဆာအဖြစ်ပြောင်းသွားကြခြင်းဖြစ်သွားတယ်ယခုမိစ္ဆာကြီးဟာလည်းအလွတ်မှုခွင်မှာဖျားများကြောင်ဖြစ်လာတာဖြစ်ပြီးလဲကျနေတဲ့ကလေးကိုတိုက်ခိုက်ဖို့လုပ်စဉ်အဖိုးကြီးဟာဝင်ရောက်ကာကွယ်ပေမဲ့ဖိချေခံရတော့မယ့်အချိန်မှာပဲလျှက်စီတန်းကြီးတစ်ခုကဝင်ရောက်တိုက်ခိုက်သွားပါတယ်ဝင်ရောက်တိုက်ခိုက်လာတာကတော့ကြက်ဖားကြီးကိတ်ပဲဖြစ်ပါတယ်ကြက်ဖားကြီးကငါ့ကိုအမောက်ထောင်အောင်လုပ်နေတာပဲဆိုကတိုက်ခိုက်ဖို့ပြင်လိုက်ပြီးအပြက်ရှင်းပြီဆိုကကားများနဲ့ပြစ်လာတာကိုရှောင်ပြီးအနီးနားကတ်သွားချိန်မှာလက်များနဲ့ရိုက်ခတ်လာတာကြောင့်လှဲပတ်ပြေးနေရပြီးလျှက်စီးလိုအမြန်နှုံးကိုထုတ်သုံးကမျက်လုံးကိုဖောက်ထုတ်လိုက်ပါတယ်အခွင့်ရေးတာသွားတဲ့ကြက်ဖားကြီးကိတ်ခါလဲနောက်ဆုံးအပီးသက်တိုက်ကွာအောက် EEO ဆိုရဟင်းတန်ကြီးကိုထုတ်သုံးကမိစ္ဆာကြီးကိုအဆုံးသတ်ပစ်နိုင်လိုက်ပါတယ်တကယ်တော့ကြက်ဖားကြီးကိတ်ဟာသူ့ရဲ့ညီမော့ထိသူကိုတတ်သွားတဲ့မိစ္ဆာကိုတမျိုးပင်တမျိုးထက်နဲ့လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်ပါတယ်။ထွက်သွားတော့မဲ့ကြက်ဖားကြီးဟာအတူတူအိတ်ခဲ့တဲ့ကြက်မလေးစီကိုတာဝန်ယူဖို့သွားခဲ့ပေမဲ့အလာကောင်းပေမဲ့အခါနှောင်းသွားပြီးချစ်တာကြောင့်လှည့်ထွက်လာခဲ့လိုက်ပါတယ်။